လေး ပုံမှန်ထိုးပဲဒီအားကပုံမှန်ထိုးတယ် ခိုင်းတဲ့အောင် ရောတန်က ခိုင်းတဲ့အောင်ခိုင်းတဲ့အောင်ဖိုက်ကေပူထားတယ်ပို့မယ်ညီမလေးခဏလေးဆောင်လိုက် ခဏလေးဒီဘက်ကိုတစ် ညနာပို့လိုက်ပြီးတော့ပို့ပြီးတော့ 9000ပါပဲ ဒီအားတစ်ခုနဲ့တစ်ခုအခြားကဖိုးနဲ့ ခိုင်းတဲ့အောင်ရေးအမှနံပါတ်8ကိုတက် ကိုယ် ခိုင်း နဲ့ တော့ ခြား သူစားရေး ကိုယ်နဲ့ခြားဒီအောက်ကဒီအားတိုင်း သူစားရေးနံပါတ်8ကိုတက် ဒီအားနဲ့ဒီအားနဲ့ခြားမှာဒါက 1000ခွန်900ဆိုခွန်900တွေက3000ရပါ ဒီလေ 1000ကို900 350 3500 ငါတို့ကျန်တာကဆက်ပြီးလာတာဆိုရင်အခုကဆင်းလို့ဒီမှာရစ်တာတစ်စင်းပထမတစ်ခုအောက်ဆုံးအရေး9ပင်ပတ်9ပင်ဒါက9ခုချလာတာ9ပင်တိုင်အလက်နဲ့တက်တယ်9ပင်ချတယ်ဒီကြားထဲမှာကတိုင်အလက်2တိုင်ကြားထဲမှာကတိုင်လက်2တိုင်ကြားထဲမှာကနှစ်ခုချတယ်2ခုချဖွင့်ပြီး2ခုရှိမယ်ပြီးရင်ပြန်တက်မှာဒီဟာက2ခုဒါကလည်းဖွင့်ပြီး2ခုချတယ်မှာ2ခုချတယ်4ခုထိုးတယ်ဒီမှာဒါချိတ်တယ်4ခုထိုးတယ်2ခုချတယ်နော်2ခုချတယ်တိုင်အလက်ပဲပြီးတော့ပြန်တက်တဲ့အခါမှာ3ခုချတယ်နော်3ခုချတယ်တိုင်4ခုဒီမှာ4ဒါလည်း4ပင်ဒါလည်း4ပင်ဒီပေါ်မှာလာထိုးတယ်ဒီမှာ3ပင်ချတယ်4ခုโอเคပါရှိပြီးတော့ဒီအထိရိုက်တင်ပြီနော်ဒီနောက်ထိတော့ရိုက်တင်ပြီပါပြီအရှိမဒီနေရာမှာ9ပင်ထိုးထားတယ်နော်ဒီနေရာမှာ9ပင်ထိုးတယ်ဒီနေရာမှာတော့ပုံမှန်အတိုင်းပဲဒါက3ပင်ထိုးတယ်2ပင်ကြားထဲမှာ3ပင်ကြားထဲမှာဒီကြားထဲမှာ3ပင်ထိုးရတယ်ရှင်နော်ဒါကဟာတွေထိုးခဲ့တယ်နော်ဒီအားတွေဒီအထိပြီးသွားပြီဒီအပိုင်းထိရိုက်ပြပြီးသွားပြီတစ်ဖြက်ပေါ့နော်ဒီအပိုင်းကြီးတစ်ဖြက်ရိုက်ပြပြီးသွားပါပြီအခုဒီဟာထပ်ပြောတာပါဒီဟာက9ပင်မှာနော်9ပင်မှာဒါက3ပင်ဒီမှာ2ပင်3ပင်2ပင်3ပင်ဒီပတ်လည်မှာသူ့ရဲ့ဒီအလဲနှစ်ခုကိုဆက်ထားတဲ့အခုံပေါ်မှာထိုးတာပါမြင်ရမလားခုံးလေးပေါ်မှာဆက်ပြီးတော့ထိုးရပါရှင်ကျေးဇူးပါလိုက်ပြီးတော့ထိုးခြင်းထိုးရပါစေ